လာပါရှင်ကြောင်းရလာကြတဲ့ဟဲ့ပရိသတ်နဲ့တကွာတာဝန်ရှိထိုင်လူကြီးမင်းများကိုလည်းအမေကမင်္ဂလာပါလို့နှုတ်ခေါ်ဆက်တာအပ်ပါတယ်ရှင်အမေရဲ့နာမည်ကတော့မစပယ်ဖြူပဲဖြစ်ပါတယ်ရှင်အမေရဲ့ GV အမှတ်ကတော့076ပဲဖြစ်ပါတယ်ရှင်အမိခုစစ်တဲမဲ့တချင်းလေးကတော့ဒီရေ KED ရေးပြီးတော့ဒီစုမမောင်ဒီဆိုထားတဲ့အိမ်မချစ်သူဆိုတဲ့တချင်းလေးနဲ့ဒီဆိုချင်ပြမှာဖြစ်ပါတယ်ရှင်အားလုံးပဲခံစားနားဆင်ပေးကြပါဦးရှင်အသ
ရှင် မင်္ဂလာပါညီမလေး မင်္ဂလာပါရှင် အမြဲတမ်းတွေ့ဖူးနေရနော်ဒီမျက်နှာလေးနဲ့ဟုတ်ဒီနေ့တချင်းလေးနဲ့ဒီပုံစံလေးနဲ့ကအရန်လိုက်ဖိမှုရှိပါတယ်เนาะဒီတချင်းဒီခါဝင်လေးနဲ့ကျတော့တခြားကုတ်နေနဲ့ကျတော့တိတ်မလိုက်ဘူးဒါပေမဲ့ဒီအမဲလေးနဲ့ဒီဖနက်လေးနဲ့ကျတော့ဒီတချင်းကိုပို့ပြီးတော့လိုက်ဖစ်သွားစေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ state presentation ကကောင်းပြီးသား facial expression လည်းကောင်းတယ်เนาะ body movement လည်းကောင်းတယ်တခုကကျတော့ confidence လေးနည်းနည်းလိုနေရဆိုတာအောက်ကလိုကြောက်စရာမလိုเนาะသူနဲ့ကိုနဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲ match ဖြစ်သွားတယ် chemistry မိသွားရင်ဒီတချင်းကပို့ပြီးတော့ကောင်းတယ်ဆိုတော့audience engagement ပေါ့နော်အဲ့ဒါလေးနည်းနည်းလိုအပ်ချက်ရှိတယ်ပေါ့နော်ဒါလေးနောက်တစ်ဆက်ကြလို့ရှိရင်နည်းနည်းလေး play တဲ့နဲ့ညီမလေးနဲ့ဒီအောက်ကလူတွေနဲ့နည်းနည်းလေးဘယ်လိုပြောမလဲ match ဖြစ်သွားလို့ရှိရင်တော့ပိုကောင်းမယ်လို့ညီမအကြံပြုပါတယ်နော်ညီမလေးကျေးဇူးတင်ပါတယ် ကျေးဇူးများတင်ပါတယ်ရှင်